ရှင်ရင်ကြီးကြီးအောင်စပူနဲ့တွဲတော့မှမလို့အဝိစားဝင့်ရင်မဟုတ်တော့ဘူးပြောလာတဲ့ဘေဘီပရိသတ်ကြီးဘလိမာရီနဲ့ထောစစ်ဖန်နေကတော့အောင်စပူနဲ့ဘေဘီတို့ကိုရှစ်နေကြတာပါနော်တချို့တွေကလည်းဘေဘီနဲ့တရဝင်သားမချပြသေးတာအပြင်မှာတကယ်တွဲနေကြတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေကြပြန်ပါတယ်နောက်ပြီးတော့ဘေဘီကလည်းအင်တာဗျူးတွေမှာသူမကမော်ဒယ်လောကကနေတက်လာတဲ့သူမလို့အဝိအစားဝိတာလေးတွေဟော့တယ်အမြင်မတင်တာတွေရှိတယ်အခုမင်းသမီးလေးဖြစ်တော့မဝေရဲတော့ဘူးစင်ကျင်ရတော့မယ်လို့ပြောပြခဲ့ရဖြစ်ပါတယ်ပရိသတ်တွေကလည်းအောင်စပူနဲ့တွဲနေရကြောင်းအောင်စပူကအရင်ကြီးတာကြိုက်တော့ချစ်သူလေးရဲ့အလိုကိုလိုက်ရမှာပေါ့ဆိုပြီးတော့ပြောစကားတွေလည်းကြားနေခဲ့ကြရပါတယ်နော်မင်းသားလေးအောင်စပူဖန်တွေကတော့ဘေဘီနဲ့တကယ်ချစ်သူတွေပြောတဲ့သူကပြောအနိကနေသူတွေကလည်းမဟုတ်ဘူးရီးစားထားချိန်တော့မအားဘူးပြောတဲ့သူတွေကပြောနေဘာမှန်းကိုမသိရတာပါဘသူနဲ့ပဲချစ်သူဖြစ်ဖြစ်အောင်စပူကိုအားပေးရတော့မှမလို့ဖန်အစ်စ်တွေနေနဲ့သဘောတူပေးရတော့မယ်နဲ့တူပါတယ်ဒီတော့ပရိသတ်ကြီးမင်းသမီးဘေဘီနဲ့အောင်စပူတကယ်ပဲချစ်သူတွေလားဟုတ်မဟုတ်ပြောပြခဲ့အောင်နော်ဘေဘီကတော့အရင်လိုအဝိစားတွေကိုတောင်ဟော့ရင်ရင်မဝစ်တော့ဘူးပြောနေမှာတော့ချစ်သူလေးစန္ဒအတိုင်းအခုဆိုရင်တော့ရင်ပုံးလေးတွေဝစ်လာနေပါပြီမှတ်ချက်လေးကိုလည်းပြပြခဲ့ကြပါအောင်ရှင်